3D ချစ်မိတ်ဆွေအားလုံးပဲမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့တငယ်ချင်းတို့ဒီနေ့ပြီးခဲ့တဲ့22ကြိမ်တုန်းကစားခဲ့တဲ့တစ်တလုံးပါနဲ့ဘူဘရိတ်ကစားတဲ့ site ကလေးရဲ့အဆက်ကိုဆက်ပြီးတော့ကစားပြသွားပေးပါမယ်ဒီကစားခွက်ကလေးကလှပနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမိတ်ဆွေတို့အတွက်အကောင်းဆုံးထောက်ပံ့ဖြစ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီကစားနည်းတွေကသူများတွေဘောလုံးတခြားကလန်နာကစားတဲ့ကွက်တင်နဲ့တော့မတူပါဘူးဟိုအနီးကတ် site မူတွေကိုပဲအဓိကဖမ်းယူပြီးတော့ကစားတာဖြစ်လို့အားလုံး okay ကြည့်လိုက်ကြအောင်နော်ကျွန်တော်တို့ဒီမှာဘောလုံးဒီမှာဒါဟိုနေ့ဖြစ်ပါတယ်ပြီးခဲ့တဲ့ပြန်အားလေးပြန်ပြီးနည်းနည်းပြန်နှွေးပြလိုက်မယ်ပေါ့နော်ဒီမှာဟိုနေ့ဖြစ်တယ်ပေါ့နော်ဒါပါလဲအပူးကြတယ်ပေါ့နော်သူ့ရဲ့မြင်းကုန်ပေါ့ဒါမှမဟုတ်ရင်ဒီကနေပေါ့ဒီမှာအပူးကြတယ်အောက်ကိုဆင်းမဲ့တပင်းနှစ်ပင်းအပူးတယ်နည်းနည်းလေးတဲ့တခါထပ်ပြီးအောက်ကိုဆင်းမဲ့တပင်းနှစ်ပင်းသုံးပင်းအပူးကစားတယ်နော်တခါထပ်ပြီးအောက်ကိုဆင်းမဲ့ဒီမှာတပင်းနှစ်ပင်းသုံးပင်းအပူးကစားတယ်ဟုတ်လားအောက်ပြီးဆက်ဆင်းမဲ့တပင်းနှစ်ပင်းသုံးပင်းအပူးကစားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အခုဒီမှာတပင်းနှစ်ပင်းသုံးပင်းဒီသူအပူးကစားသွားခဲ့ပြီပေါ့နော်အဲ့လိုအပူးကစားသွားခဲ့ပြီးတဲ့ဒီမှာဒီကနေအပူးကစားတယ်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 ပေါ့နော်အဲ့ဒါပြီးလဲပြီးရောအခုဓမ္မသူဆက်ပြီးကစားကြတာလေပြီးခဲ့တဲ့ပတ်တုန်းကကျွန်တော်တို့ဒီမှာနော်ဒီမှာတစ်တလုံးနဲ့ brain 30ပေါ့နော်အဲ့ကစားဘယ်လိုကစားလဲပြန်ပြီးတော့နည်းနည်းကြည့်လိုက်ကြအောင်ဒါ3ရဲ့ power ဒီမှာ3ရဲ့ power shift break လို့ရိုက်တယ်အဲ့လိုရိုက်တဲ့အချိန်မှာဟိုက်၄နောက်ပိတ်ကလုံးပိုင်တလုံးအနေနဲ့ကစားလာတယ်ခွာ6ပေါင်းချင်း6 power တစ်တလုံးပိုင်နဲ့ပေါ့နော်ဒုတိယပွဲကြပြန်တော့ဒီမှာခွန် power 2 break လှမ်းကစားတယ်အဲ့မှာခွန်တလုံးနောက်ပိတ်ကနေပြီးတော့လုံးပိုင်ကစားလာတယ်အဲ့အချိန်မှာခွာ2 power ခွန်တလုံးကလုံးပိုင်ကစားလာတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့နောက်ဒီမှာပြီးခဲ့တဲ့အပြင်မှာဆိုလို့ရှိရင်ဒီမှာ3ညရဲ့9ပါဝါ3ည break ကစားမယ်အဲ့မှာ9 1ကတင်းနောက်ပိတ်ကတစ်လုံးပိုင်နဲ့ဒီခွာ6ပါဝါတစ်တလုံးကလုံးပိုင်ကစားပြီးတော့9ပါဝါ3ည break ဒီလိုကစားသွားခဲ့တယ်ဒီလိုကစားသွားခဲ့ပြီးတော့အခုချိန်မှာဘာကစားမလဲလို့ကျွန်တော်တို့တစ်ချက်ကြည့်မယ်တော့နော်ဒီမှာတစ်လေးရှစ်ပေါ့နော်ဒီမှာခွန်တစ်လေးပေါ့ဒီမှာ964ဒီမှာ3ည3ခွန်ဒီမှာ990ဒါဆိုဒီမှာကစားမဲ့ပွဲပေါ့နော်အဲ့တော့ကစားမဲ့ပွဲတွေမှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဒီ143တဲ့143ဆိုတဲ့ site ကလေးကနေပြီးတော့သူဘယ်လိုလား143ကနေပြီးအောက်ကိုခွန်1ဆိုပြီးဝမ်းချင်းချင်းကစားပါတယ်နော်ဒီမှာတပင်ကြောပြီးတော့ဒီမှာ3ည3ခွန်ကနေပြီးတော့ဒီမှာ3ခွန်နှစ်ကနေပြီး3ည3ခွန်ဆိုပြီးဝမ်းချင်းချင်းကစားပါတယ်နော်ဒါဆို145ကနေပြီးတော့ဝမ်းချင်းချင်းကစားဖို့ရှိတယ်ဒါဆိုအတွဲအနေနဲ့ဆိုလို့ရှိရင်1 4တွဲ1 5တွဲ4 5တွဲဆိုပြီးအတွဲ3တွဲရတာပေါ့ဗျာဟုတ်ပြီနော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ1 4တွဲဖြတ်ကစားမယ်ပြမယ်ဆိုရင်ဒီမှာဒီ1 4တွဲဒီနောက်တွဲအနေနဲ့ကစားတယ်ဒီမှာကြည့်မယ်ဆိုရင်3ခွန်ဒီနောက်တွဲအနေနဲ့ကစားတယ်ဒါဆိုရင်ကျွန်တော်တို့1 4ဒီနောက်တွဲအနေနဲ့ကစားမယ်လို့ဒါပြောလို့ရတယ်ပေါ့နော်1 4နောက်တွဲနဲ့ကစားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအဲ့တော့ကျွန်တော်တို့ဒီ CD မောင်းလိုက်မယ်ဆိုရင်တော့1 4တွဲကိုပေါ့နောက်ကနေပြီးတော့ CD မောင်းမယ်ဆိုရင်တော့ဒါအဆင်ပြေမယ်လို့ပြောလို့ရတာပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာဒါဒီမှာခုနကတော့ဥစ္စာလေးကိုပြန်ပြီးပြမယ်ဒီမှာနော်ပူးတယ်363 224ပူးတယ်388ပူးတယ်191ပူးတယ်446ပူးတယ်898ပူးတယ်လို့ဒီမှာတွေ့တာပါနော်အဲ့မှာခုနကတော့ဒီမှာ3ရဲ့ပါဝါ3ည9လေး3ပါဝါရှစ်ဘရိတ်ကို143နဲ့ရိုက်တယ်4တလုံးနောက်ပိတ်ကဘိုင်ကစားလာတယ်ဒီမှာခွာ6ဒီလည်းပဲ6ပါဝါ1တလုံးကစားတယ်ပေါ့နော်တခါထပ်ပြီးလည်းပြောဒီမှာ1 9ခွန်ကနေပြီးတော့ခွန်တလုံးဒီလုံးပိုင်ကစားလာတယ်အဲ့လုံးပိုင်ကစားတဲ့အချိန်မှာပဲခွန်2ပါဝါခွန်တလုံးနဲ့ကစားလာခဲ့တယ်ခွန်ပါဝါ2ဘရိတ်တဲ့ဟုတ်ပြီဒီမှာဆိုတော့ရှင်6က1ကနေပြီးတော့1တလုံးနောက်ပိတ်ကနေပြီးတော့ဒီမှာလုံးပိုင်ကစားတယ်နော်လုံးပိုင်ကစားတဲ့အချိန်မှာပဲဒီခွာ6ပါဝါ1တလုံးနဲ့9ရဲ့ပါဝါ10ဘရိတ်ကစားလာခဲ့တယ်ဒါဆိုအခုကျွန်တော်တို့ဒီပင်မှာကစားတဲ့နေရာမှာကြည့်မယ်ပေါ့နော်ဒီမှာ3ည9လေးဒီကစားတာနော်ဒီမှာ3ပါဝါ10ဘရိတ်ပေါ့ ID ဒရဲကိုကြည့်လိုက်မယ်ရှင်းလုံးပေါင်းချင်း9ပါဝါ4လုံးအောက်မှာလုံးပိုင်ကစားပြီးတဲ့ပြီးတော့ဒီမှာ1 4တွဲဒီ1 4 3ဝမ်းချင်းနဲ့ကို1 4တွဲဒီနောက်တွဲအနေနဲ့ကစားလာတာကိုတွေ့ရပါလိမ့်မယ်နော်အဲ့ဒီနောက်တစ်ပွဲကြပြန်တော့ဒီလိုပဲ1 9ခွန်နဲ့မှာ1 9ရှင်းလုံးပေါင်းချင်း10ပါဝါ9လုံးလုံးပိုင်ကစားတယ်
ပြီးတာနဲ့3ခွန်နဲ့1ချင်း3မဟုတ်3ခွန်နောက်တွဲပြန်ပြီးတော့ရှေ့တွဲကိုနောက်တွဲပြန်ပြီးတော့ကစားလာခဲ့တယ်ဒါဆိုအခုဒီမှာ951နဲ့105အတွဲအဆိုင်ကိုရောက်ပြီပေါ့နော်အဲ့တော့ရှင်းလုံးပေါင်းချင်း4ပါ6တလုံးနဲ့ဒီမှာသူကစားထားတယ်ကစားထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆိုဒီမှာကစားမဲ့ဟာဒီ105 1ချင်း3မဟုတ်1ရှေ့တွဲကိုနောက်တွဲအနေနဲ့လာပြီးတော့ထွက်ဖို့ရှိတယ်ပေါ့နော်105 1ချင်းဆိုလို့ရှိရင်ထွက်လာတဲ့အတွဲတွေကတော့1တွဲ1 5တွဲ4 5တွဲဆိုတဲ့အတွဲ3တွဲပါပဲเนาะအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ဆုံးဖြတ်ချက်ကိုလုံးလုံးချပြီးတော့1 ကို1နဲ့နောက်တွဲဆင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာစီဆွဲလိုက်ရင်တော့ပြီးပြီပေါ့ဗျာ114 214 314 414 514 614 714 814 914 014ဆိုပြီးတော့ဒီကဏ္ဍလေးတွေဒါထွက်လာမှာကိုတွေ့ရမှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီကနေပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ဘလို့ထပ်ပြီးတော့ရအောင်မလဲလို့ဆိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်အောင်ပေါ့နော်အဲ့လိုတစ်ချက်ကြည့်မယ့်နေရာမှာကျွန်တော်တို့ဒီမှာသူ့ရဲ့ဘယ်ဥစ္စာပဲဖြစ်နေနေအဆုံးသက်ကလေးတွေရှိရပေါ့ဗျာမိတ်ဆွေတို့ကျိုင်းနေတဲ့လို့ကစားမယ်ဆိုလို့ရှိရင်ကစားလို့ရအောင်အပြည့်အစုံတင်ပြပေးလိုက်ပါပါဒါမဲ့ထုံးစံတိုင်းပဲကျွန်တော်ဒီကနေပြီးတော့ဟိုတင်ပေးထားတဲ့ဥစ္စာကတော့ဒီထက်အကျကိုတင်ပေးထားတာပါဒါပေမဲ့ဒီကနေပြီးတော့လုံးဝအောက်ကွက်ထုတ်မဲ့ဟာမျိုးကိုဆိုလို့ရှိရင်တော့အောက်ကွက်တစ်ကွက်ထုတ်မဲ့ဥစ္စာကတော့ကျွန်တော် member တွေအတွက်ကျွန်တော်ထားမှာလို့ဖြစ်ပါတယ်ကျွန်တော် member တွေတွေ့ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဥစ္စာတွေအောက်ကွက်ကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Viber 399684693269ကိုဒါလိုင်းပြီးတော့ join နိုင်ပါတယ်လို့ပြောလိုက်ပါစေ။ခိုင်းအဲ့တော့ဒီဥစ္စာကိုဘယ်လိုအဆုံးသတ်လဲကစားလဲဆိုကြည့်လိုက်အောင်တစ်ချက်ကျွန်တော်တို့ဒီမှာနော်ဒီ148ဆိုတော့ဒီမှာ39လေးအမှ363 3994ဒါ148ပေါ့ပထမအကြိမ်ပေါ့နော်အဲ့တော့ပထမအကြိမ်နဲ့ကြည့်မယ်ဆိုရင်ဒီမှာ363နဲ့ဒီမှာခွာပြီးလေထွက်ပြီးတော့စောက်ခွာပြီးတော့363နဲ့148နဲ့ပေါင်းမယ်ဆိုရင်2 break နဲ့3 break နဲ့ပေါင်းတော့9လို့သူဖြစ်တယ်တော့ break နှစ်ခုပေါင်း9လို့ဖြစ်ပါတယ်အဲ့ဆိုလိုပဲသူ့ရဲ့တွဲဆိုင်ဖြစ်တဲ့ဒီမှာဒုတိယတွဲဖြစ်တဲ့2 2 4နဲ့ဒီခွန်1 4နဲ့ကိုလှမ်းပေါင်းမယ်ဆိုရင်8နဲ့2နဲ့ဆိုတော့0တဲ့ဟုတ်လားเนาะအဲ့တော့50ဆိုပြီးပါဝါတွဲလှမ်းပြီးတော့သူချိန်ထားပါတယ်ဒါဆိုလို့ရှိရင်ဒုတိယအနေနဲ့တစ်ခါကြည့်မယ်ဒီမှာ388နဲ့เนาะ388နဲ့သူ့အောက်ကဒီမှာ19ခွန်ကြောပြီးတော့964နဲ့ပေါ့เนาะဒီလိုခွာပြီးတော့တွဲလိုက်မယ်9 break နဲ့9 break နဲ့ဆိုတော့4လို့ဖြစ်သွားပါတယ်အဲ့တော့4လို့ဖြစ်တဲ့အတွက်သူ့ရဲ့တက်မှာဒီမှာ1ခွန်1နဲ့ဒီမှာ3ခွန်ဆိုတော့4ရဲ့ပါဝါ9ပါတဲ့ break နှစ်ခုပေါင်းကိုပြန်ပြီးတော့သူချေးပြထားတယ်ပေါ့နော်တော့အချီနဲ့အချနဲ့ပေါ့ဗျာကျွန်တော်တို့ကြပြားစကားပြောနေပြောမယ်ဆိုလို့ရှိရင်အချီရှိတယ်လို့အချရှိတယ်ပေါ့နော်ဟိုအတက်ဆင်းရှိတယ်လို့အဆင်းရှိတယ်ပေါ့နော်အဲ့တော့ဒီမှာကတော့ဒီမှာ363နဲ့148နဲ့ဆိုတော့2နဲ့3နဲ့ပေါင်းတော့9လို့ဖြစ်တယ်အဲ့ဒီ9ကိုဒီမှာ8နဲ့2နဲ့3ညလို့ဆိုပြီး9 3ညတဆိုင်တရွဲကစားလိုက်ပါတယ်ဒုတိယအနေနဲ့ဒီမှာ9နဲ့9နဲ့4တဲ့เนาะ break 9နဲ့ break 9နဲ့4လို့ဖြစ်တာကို break 9နဲ့ break 10နဲ့6ဆိုပြီး4 9တရွဲသူကစားသွားပါတယ်ဒါဆိုလို့ရှိရင်အခုကျွန်တော်ဒီဘွဲမှာဆိုလို့ရှိရင်446ဆိုတော့4 break 990ဆိုတော့10 break 4နဲ့8နဲ့ပေါင်းမယ်ဆိုရင်2လို့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာခွန်နဲ့ခြေရပါတော့မယ်ခွန်နဲ့ခြေမယ်ဆိုရင်ဒီမှာ break 9ရှိနေတဲ့အတွက်ကြောင့်မလို့ဒီမှာခြေရမယ် break ဒီ2 break တဲ့เนาะ9နဲ့2နဲ့ပေါင်းမှာခွန်လို့ဖြစ်မှာကိုဒီ4 break နဲ့10 break ပေါင်း2ကို9 break နဲ့2 break နဲ့ပေါင်းခွန်လို့ဖြစ်တဲ့အတွက်ကြောင့်2ခွန်တစ်တွဲဖြစ်မှာဖြစ်တဲ့အတွက်ကြောင့် break 2ပါတဲ့เนาะဟုတ်ပြီလားเนาะ break 2ပါလို့သူကတော့ဒီမှာပြောလိုက်ပြီးတခါနောက်တနည်းအနေနဲ့တခါပြန်ကြည့်မယ်ပေါ့เนาะဒီအပေါ်လာတဲ့ဥစ္စာ break 2เนาะမှတ်မိမှာပါဒီမှာကြည့်မယ်ဆိုလို့ရှိရင်အောက်ကဒီမှာ148ကခွန်1ရဲ့တဲ့3 break နဲ့2 break နဲ့ပေါင်းတော့3နဲ့2နဲ့ပေါင်းတော့5 break ပါတဲ့เนาะဒီမှာအောက်ကပြန်လာတယ်3 break နဲ့2 break နဲ့ပေါင်းတော့5 break ပါတဲ့เนาะဟုတ်ပြီတခါထပ်ပြီးဒီမှာ5 break နဲ့ဒီမှာ3 break တဲ့5 break နဲ့3 break နဲ့ပေါင်းတော့5ပဲဖြစ်ပါတယ်တဲ့เนาะ5မူသေးပေါ့ဗျာเนาะဒီမှာ3 break နဲ့2 break နဲ့5လို့ဖြစ်တယ်5 break နဲ့3 break နဲ့5လို့ဖြစ်တယ်ဒါဆိုကျွန်တော်တို့ဒီမှာ10 break ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာဖြစ်ရမယ့်ဥစ္စာက10 break ဖြစ်နေတဲ့ကြောင့်ခွန် break ထဲမှာ5လို့ဖြစ်ပါမယ်10 break ရှိနေတဲ့အတွက်ကြောင့်မလို့ခွန် break ကိုထဲမှာ5လို့ဖြစ်ပါမယ်ဒါကြောင့်မလို့ဒီမှာအောက်ကပေးလာတာကတော့ခွန် break ပါအပေါ်ကဆင်းလာက2 break ဖြစ်တဲ့အတွက်ကျွန်တော်တို့2ခွန် break လို့ကစားဖို့ခေါ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီ2ခွန် break ဆိုတဲ့ဥစ္စာကကျွန်တော်တို့ဒါထုံးစံရဒါနှစ်ဒီခွန်ဒီနှစ်ဆိုတဲ့ဥစ္စာမျိုး
ရှိနေတာပဲเนาะအဲ့တော့ break နှစ်ခွန်ကိုဒီ site ဒီမူတွေဆက်ပေးမှာရ break နှစ်ခွန်ကိုကြိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆုံးဖြတ်ချက်အနေနဲ့ဒီမှာခုနကပြောခဲ့တဲ့တစ်လေးကိုနောက်တွဲရိုက်တယ်သုံးခွန်ကိုနောက်တွဲရိုက်တယ်ဒါတစ်လေးကိုသာနောက်တွဲရိုက်မယ်ဆိုရင်တော့ရှင်းရှင်းလေးပဲဗျာဘာမှစဉ်းစားနေကြမတူဘူးเนาะခွန်တစ်လေးနဲ့နှစ်တစ်လေးဆိုတဲ့နှစ်ကွက်ပဲထွက်လာမယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ပြီးခဲ့တဲ့ဘင်းတုန်းကကျွန်တော်တို့ပေါ့เนาะတစ်တလုံးပိုင်းနဲ့သူကတော့ပုံမှန်ကတစ်တလုံးကို L line အလဲတိုင်းမှာဆင်းနေတဲ့လေးကိုဒီမှာအလဲတိုင်းဆင်းတယ်ဒီမှာခွန်ကိုအလဲတိုင်းဆင်းတယ်ဒါပေမဲ့ကြပါတစ်လဲကြလဲကြောက်သူကနေထိတ်တက်သွားအောင်နေမဟုတ်ဘူး39လေးကတလုံးပဲပါတယ်เนาะဒီမှာ19ခွန်ကတလုံးပဲပါတယ်အဲ့နေရာမှာအခုတည်းကြလဲကြောက်95တစ်ကနှလုံးပါသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့145ကကျွန်တော်ကိုယ်တိုင်လည်းပဲပေါ့နော်အရန်နေရပဲဖြစ်သွားခဲ့ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာခုနတုန်းကပြောခဲ့တဲ့အတိုင်းပါပဲเนาะဒီတစ်လေးတွေကိုနောက်တွဲကစားလာခဲ့တယ်အောက်ကိုချိန်တယ်ဒါဆို3ခွန်းတွေကိုနောက်တွဲချိန်ကစားတယ်ဒါဆိုတစ်လေးတွေကိုတစ်အလဲတိုင်းတစ်ခါနဲ့လေးနောက်ထိုင်နေကစားမယ်ဆိုရင်တော့ break နှစ်ခွန်ကခွန်တစ်လေးရဲ့နှစ်တစ်လေးရဲ့ဆိုနှစ်ကွက်ဒီနှစ်ကွက်ပဲရှိတော့တာပေါ့ဗျာเนาะကဏ္ဍကွက်တစ်ထောင်မှာเนาะဒီကွက်နှစ်ကွက်ပဲရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့ तू ကတော့တစ်ကိုထိတ်တွေပြောင်းသွားမယ်ဒါမှမဟုတ်လေးကိုထိတ်တွေပြောင်းမယ်နောက်ပြီးတော့မှမဟုတ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီတစ်လေးငါဝမ်းချင်းဖြစ်နေတဲ့တစ်လွေးလည်းမလာဘဲနဲ့ဒီမှာတင်9ရွဲတို့4 5ရွဲတို့လာမယ်ဆိုရင်တော့ဒါဖြစ်လာနိုင်တဲ့ဥစ္စာတဲ့911ခွန်ဘရိတ်916နှစ်ဘရိတ်345နှစ်ဘရိတ်845ခွန်ဘရိတ်တွေလည်းပဲဖြစ်လာနိုင်တယ်လို့ပြောလိုက်ပြပါစေအဲ့လိုဖြစ်လာမဲ့ထဲကနေပြီးတော့ဒီကနန်းတွေတဲကနေပြီးတော့အထိုင်နဲ့ကြမဲ့ဥစ္စာကတော့ဘယ်ကနန်းဖြစ်မလဲဆိုတဲ့ဥစ္စာကိုနော်အော်ကွက်ကဘယ်ဝင်ဖြစ်မလဲဆိုတဲ့ဥစ္စာကတော့ကျွန်တော်တို့ထပ်ပြီးတော့စဉ်းစားရမယ်ချက်ကလေးပေါ့ဗျာအဲ့လိုအော်ကွက်ကိုယူမယ်ဆိုလို့ခြင်းနဲ့စူးများတို့ကတော့မိမိဘာမှမစဉ်းစားမယ်နဲ့အော်ကွက်ကိုလိုချင်နေဆိုရင်တော့ကျွန်တော်ရဲ့ Viber နံပါတ်399684 693 26ခွန်ကို okay join လိုက်ပါချိတ်ဆက်လိုက်ပါလို့ပြောရင်းနဲ့အားလုံးမင်္ဂလာပါခင်ဗျာ 3D 2D 3D ကြီးများလဲအများကြီးပေါက်ကြပါစေ